နေတနင်္ဂနွေနေ့တိုင်းထိုင်းစာတူတူရေးကြမယ်အပိုင်း3ပါရှင်။အတင်းနဲ့နည်းနဲ့ကိုပြီးသွားကြမယ်လို့ထင်ပါတယ်။ပြီးသွားပြီလားမပြီးသေးဘူးလားဆိုတော့ comment မှာရေးခဲ့ပြီနော်။မကြည့်ရသေးတဲ့သူဆိုလို့ရှိရင်လည်းအပေါ်မှာ link ချပေးထားမယ်1နဲ့2နဲ့ကြည့်ပြီးတော့ဒီနေ့အပိုင်း3အနှိမ့်တန်အဆုံတามကိုတူတူလိုက်ရေးကျင်ကြည့်ရမယ်။ไปดูกันเลยค่ะကဲအဲ့တော့အဆုံတามကိုဒီနေ့ကြည့်ရအောင်24လုံးရှိရပါတော့ထုံးစံတိုင်းသူတို့ရဲ့နာမည်လေးတွေကိုအရင်ဆုံးပြောမယ်နာမည်လေးတွေကဒါလေးကခေါ်အဲ့တော့တามဆိုတဲ့အတိုင်းပဲသူကအနှိမ့်တန်ဖြစ်သွားပြီအနှိမ့်တန်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကျတို့အနှိမ့်တန်မှာဆိုလို့ရှိရင်အတန်ကအလဲနဲ့အလဲတန်နဲ့နည်းနည်းဆင်ရမယ်အလဲတန်နဲ့နည်းနည်းလေးပိုဆွဲမယ်အမြင့်တန်တော့ငါကြတော့ခေါ်ခိုင်ဆိုရင်ခေါ်ခေါ်ပြတ်တယ်နော်အဲ့တော့အခုကကြတော့အနှိမ့်တန်ကကြတော့ခေါ်ခိုင်းဆိုတော့ခေါ်နည်းနည်းလေးရှည်ရှည်လေးဆွဲမယ်ခေါ်နော်ခေါ်တာနဲ့ခေါ်တာနဲ့မတူဘူးနော်ခေါ်ခိုင်ရကြတော့လာပါအောင်ဆိုတဲ့ခေါ်တာနဲ့တူတယ်ခေါ်ခွိုင်းရကြတော့သွားခေါ်တဲ့ခေါ်နဲ့တူတယ်အဲ့လိုအတန်မျိုးမတူဘူးเนาะအတူတဲ့အတန်အဲ့တော့ဒါလေးကတော့ခေါ်ဒါလေးကလည်းခေါ်ပဲဒါလေးကလည်းခေါ်ပဲအဲ့တော့ခခွေးသုံးလုံးပါကွာလဲဆိုရင်စလုံးနဲ့စလိန်နဲ့ကွာဒီလိုပဲเนาะရှေ့မှာပြောဘူးတလို့အဲ့တော့ခခွေးသုံးလုံးကခေါ်တွေကြီးပဲတူတယ်ဒါပေမဲ့တစ်လုံးကခေါ်ခွိုင်းတစ်လုံးကခေါ်ခွန်းတစ်လုံးကခေါ်ရခံเนาะခွိုင်းရယ်ခွန်းရယ်ရခံရယ်သုံးတဲ့နေရာမတူဘူးဒါပေမဲ့ခခွေးချင်းတော့အတူတူပဲနော်လိုက်ဆိုမယ်ခေါ်ခေါ်နောက်တစ်ခုကြတော့ဒါလေးကကြတော့သူကငါငေါငေါဒါလေးကကြတော့ချချောချောချောဆိုတော့ကြတော့ချဆိုတဲ့အတန်လေးမှတ်ထားမယ်နော်ဒါလေးကကြတော့စောဆိုတော့စဆိုတဲ့အတန်လေးမှတ်ထားမယ်စနော်ဒါလေးကကြတော့ချောပဲသူကလည်းဒါပေမဲ့ तू ကချောတယ် तू ကလည်းပဲချပဲအဲ့တော့ဒီချောနဲ့အတူတူပဲမတူတာက तू ကချောချမ်း तू ကချောချើချမ်းနဲ့ချើနဲ့သုံးတဲ့နေရာမတူဘူးเนาะနောက်တစ်ခုဒါလေးကယောဒါလေးကထောဒါလေးကလည်းထောဒါလေးကလည်းထောဒါလေးကလည်းထောစုစုပေါင်းကျတော့၄လုံးရှိထားစင်တူ၄လုံးရှိเนาะထားစင်တူ၄လုံးမှာဘာတွေမတူလဲဆိုဒါလေးကထောမွန်ထိုဒါလေးကထောဖူထောက်ဒါလေးကထောทหารဒါလေးကထောธงเนาะမွန်ထိုထဖူထောက်ทหารธงနောက်ကစလုံးလေးတွေသုံးတဲ့နေရာမတူကျန်တာထဆင်တူတန်တူတယ်အနှိမ့်တန်ခြင်းလဲတူတယ်နော်ဒါလေးကနော်ဆိုတော့နလေးလိုမှတ်ထားမယ်နဒါလေးကဖောဆိုတော့ဖလေးလိုမှတ်ထားမယ်ဒါလေးကကျတော့သူကနည်းနည်းရှည်ရှည်လေးရဒီလိုလေးပြီးထွက်နေရလေးကကျတော့သူကကျတော့ for ဆိုတဲ့ f အတန်လေးထွက်မယ် for ဖလို့မှတ်ထားမယ်သူကိုဖလို့မှတ်နော်နောက်တစ်ခုကဖောပဲဒါလေးရတယ်ဒါလေးကဖောသူကကျတော့လဲဖအဲ့တော့ဒီဖောလေးနဲ့ဒီဖောလေးနဲ့နှစ်ခေါ်တူတယ်ဒါလေးကဖောဖန်ဒါလေးကဖောစံဖောင်းနော်ဖန်နဲ့စံဖောင်းနဲ့သုံးတဲ့နေရာမတူဒါလေးကမောဆိုတော့မဒီလိုမှတ်ထားမယ်မနော်ဒါလေးကယောမုံနော်ယောဆိုတော့ရပုံမှန်မယ်ဒါလေးကယောရနဲ့ရနဲ့မတူနော်ရကရပလက်ယောရောရအာတန်လေးပါရောဒါလေးကလောဒါမှလာတန်စစ်လောဒါလေးကဝေဝဒါလေးကလည်းလောပဲသူကလည်းလာပဲအဲ့တော့ဒါလောဒါလည်းလောအဲ့တော့လောနှစ်လောပါကွာလဲဒါကလောလင်းဒါကလောကျူလာနော်စလုံးနဲ့စလိုက်လို့ပဲနောက်ဆုံးတစ်ခုကတော့ဟောဆိုတော့ဟာနော်ဒီအဲ့ဒါကသူ့ရဲ့ဂျီးနာမည်လေးတွေနော်
คองชอชอชอยอท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 อนอพอฟอทอพอมอยอรอลอวอลอฮอนะအမြင့်အတန်နဲ့မတူတာကသူကနည်းနည်းလေးရှည်ရှည်လေးဆွဲရမယ်နော်သူရဲ့ဘီအတန်လေးတွေကအဲ့တော့သူတို့ရဲ့နာမည်ရှည်ကောက်လေးတွေအတိုင်းကြက်မယ်နာမည်ရှည်ကောက်လေးတိုင်းဆိုတာကခေါ်ခွိုင်ခေါ်ခွိုင်ခေါ်ခွိုင်ကသူ့ရဲ့အဓိကကကျတော့ရေးမယ်နော်လိုက်ရေးမယ်ဆိုဝါလုံးကိုဆွဲပြီးရင်သူကအောက်မှာတစ်ခါတည်းဒီလိုမျိုးဒေါ်တိတ်နဲ့လွဲတတ်တယ်ဒေါ်တိတ်ကဒီလိုခေါ်ခွိုင်းကဒီလိုအဲ့တော့ခွဲပြီးတော့မြင်တဲ့ခါမှာလည်းကျတော့ဓာလို့ထွက်ရမလားခလို့ထွက်ရမလားဓာတွေးလားခကိုလားမကွဲရင်ဒီအလုံးလေးကိုကြည့်လိုက်ဓာလေးဆိုရင်ခကိုဓာလေးဆိုရင်ဓာတွေးနော်ခေါ်ခွိုင်းဒါလေးကကြတော့ခေါ်ခွန်သူကလည်းတောတောင်နဲ့လွဲတတ်တယ်နော်ဒါလေးဆိုခေါ်ဒါလေးဆိုတောခေါ်ခွန်ခေါ်ရက်ခံခေါ်ရက်ခံခေါ်ရက်ခံงองอชอช้างชอช้างชอช้างซอโซ่ซอโซ่ซอโซ่ชอเชอ sorry ချောချើအဲ့တော့ချောချើကကျတော့ဒီဘက်ကနေထွက်တာနော်ချောဒီဘက်မှာအလုံးလေးချើနော်ချောချើယောရင်ယောရင်ทอมนโททอมนโททอมนโททอพูทาวทอพูทาวကတော့တောင်းလေးအရင်ရေးမယ်ဒီလိုလေးทอพูทาวทอทหารทอทหารทอทุงทอทุงนอนหนูအခုနဲ့မောမနဲ့မှာတက်တယ်နော်ဒီချာကြည့်မယ်นอนหนูอ่ะဒီဘက်ကိုဒီလိုမျိုးနော်နာငယ်นอนหนูพอพันพอพึ่งจะเข็ดอีกพอพึ่งตรงกับว่าเราเนี่ยด้วยเนี่ยทาเกะทีเดียวนี้แต่ก็พอพันเนาะพอเนี่ยมาดูအဲ့ဒါပမာကွဲมาလဲဆိုတော့တရတော့ပေါင်းတဲ့ခါကျရင်အတန်ကွဲသွားလိမ့်မယ်နော်พอဒါနောက်တစ်ခုက for fun ကလည်းဝါလုံးလေးအပြင်မှာ for fun for fun พอสามพาวพอสามพาวว่าลงအပြင်မှာထားခင်တော့ထောထူကအတွင်းထဲမှာဒီလိုလေးဒါကพอสามพาวမောမနဲ့နောနူလွယ်တက်တာနော်နောနူကဒီဘက်အခုလာမယ့်ဟာကမောမကဒီဘက်ကနေမောမမောမယောยักษ์ยอยักษ์ยอยักษ์รอเรือรอเรือรอเรือลอลิงลอลิงลอลิงวอแหวนวอแหวนลอจุลาลอจุลาลอจุลาพอนกฮูกพอนกฮูกพอนกฮูกโอเคဒါလေးကတော့ကျတော့အနိဒာ24လုံးလေးပေါ့နော်အဲ့တော့အတန်လေးတွေခွဲပြီးတော့မှတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပိုင်းမှာဗာဆက်တင်မလဲဆိုတာဆက်ဆောင်ကြည့်ရအောင် bye bye